ဖြစ်တော့မပြောနဲ့မလုံးရောအဒီကအလုံးစုံဆက်ဆက်ချင်း6ရက်ပဲရှိပြီလေပေါ့နော်ဒီရောက်လာတာနော်ဒါမှမဟုတ်ရောက်တော့10ရက်မြောက်ဟုတ်တယ်နော်ဘယ်စေးဝါကိုဘောစေးရောနေကိုဘောစေးရောနေရောက်လာတာဟုတ်တယ်ဆရာမောကလည်းအဲ့အထူးခုတွေကလေ့ကျင့်ဖို့လုပ်လိုက်တယ်လေ့ကျင့်စက်တာရွေးချယ်တဲ့ခါကျတယ်ဆရာမောစက်တာကိုရွေးချယ်လိုက်တဲ့အတွက်ဆိုအခုမှတ်တက်လဲကိုယ့်ကိုရက်နိုင်ပြီနော်ထိုင်ထလဲလုံနိုင်တာပြီနော်ထိုင်ထမတစ်ခါတော့လို့တယ်အာထိုင်ထ120ကျော်တော့ရတယ်ဒါဆရာမောလည်းဒီမှာဒါနေ့ရက်ပဲရှိသေးတယ်နော်120လုံနိုင်နေတာလားဆရာမောနေ့ရက်ပဲရှိသေးတယ်နော်ဟုတ်တယ်လမ်းစစ်တော့ဟုတ်တယ်အဓိကကကိုဝိတ်ကတအားကြီးနေလို့ကိုဝိတ်ကိုခြေတော့ကမခံနိုင်လို့ဖြစ်တာအဲ့ဒါဒီစစ်ဖို့တက်ကသူကအဲ့ဝိတ်ကိုထွေနည်းနည်းများမှကျစ်သွားနေအောင်ကြီးနဲ့ခဏကိုအစီကိုလောင်စီရမှာလောင်ကျွမ်းမှာအဲ့စားသူဟုတ်တယ်အသေးကျွန်းလေးကျော်ပိတ်လို့အဲ့လိုဖြစ်တာဆရာမတို့စီရပ်တာချွေးကောင်းနေစီးပါပြီးတော့ရေရရှေ့ရတော့မချိုးอ่ะလေးတအားအရင်ကြီးချိုးကြတယ်ဆရာမတို့စီကတော့ရေရချိုးပေးလိုက်တယ်အဲ့မှာစီးတွေပေါင်းပေးတယ်နှက်ပေးလိုက်တယ်ညလည်းအိပ်ပျော်တယ်တဲ့နော်အဲ့တော့ဘူးရမနေလေဝမ်းတာတယ်ဆာမတို့စီရောက်တော့မှအခုလိုမျိုးလေးအဆင်ပြေတဲ့အဆိုတဲ့အတန်ကြားတာလဲဝမ်းတာတယ်နောက်ပြီးတော့ဒီမှာလေ့ကျင့်ရတာတွေလည်းအဆင်ပြေတယ်ဆိုတဲ့အတွက်ဝမ်းတာတယ်နော်စိတ်ကချမ်းသာတယ်မှတ်လားဒီမှာစိတ်ဆင်းရဲလားစိတ်ချမ်းသာအဆင်ပြေတယ်အသက်ရှူရတာတွေရောအဆင်ပြေတယ်နော်ဒီကောင်းလည်းမမောတော့ဒီကောင်းနေတိုင်းရတယ်အသက်ရှူရင်လည်းအဲ့လိုအရှိရှိလေးရှူပဲအဆုတ်ထဲရအောင်လို့အဆုတ်ထဲရတဲ့အညစ်အကြေးတွေတော့ပြည့်စင်သွားလိမ့်မယ်ဒီမှာဒီကောင်းနေတိုင်းနဲ့ဥမာပါလာတဲ့အညစ်အကြေးအဆုတ်ထဲမှာရှိတဲ့ဟာတွေအကုန်တက်ဆင်သွားလိမ့်မယ်အဝင်အထွက်ကိုလေဒီဘက်ကများများရှိရှိလေးရှူသွင်းလိုက်မှဒီကမကောင်းတဲ့အဆုတ်ထဲဟာတွေပြန်ထွက်မှာနော်ပြောကြီးပဲရှိတယ်လေရွေးလေးရဒီဖိတာဒါမှမကိုင်းပြီးထားတော့နော်ဒါမကိုင်းပြီးထားတော့ကိုယ့်ကိုထိုင်ထားတော့တာဒါမှမကိုင်းပြီးထားတော့လားနော်အဲ့လေ့ကျင့်မှုကအရေးကြီးတယ်ဆိုတာလေ့ဖြတ်တဲ့လူတွေဆရာမတို့ကသိစေချင်တယ်လေ့ကျင့်မှုမပါဘဲနဲ့လေ့ဖြတ်တဲ့လူတယောက်ကထားဖို့လည်းမလွယ်သလိုထိုင်ထားလို့ကိုလည်းမလွယ်ဘူးထိုင်ထားမလုပ်နိုင်လည်းလမ်းလျှောက်ဖို့မလွယ်ဘူးဒူးမကောင်းလည်းလမ်းလျှောက်လို့မရဘူးအဓိကဒူးပဲဘာမကောင်းဒူးတော့ဝါဟုတ်ကဲ့ဟုတ်တယ်ဒီမှာစီပေါင်းပြီးတော့တော်တော်များတယ်စီပေါင်းဆိုလုံးလိုက်ကြီးဖြစ်အဲ့ဒါဒူးတွေအဓိက weight ကများတဲ့အတွက်အဲ့လိုဖြစ်သွားတာပေါ့နော်ဘယ်လိုပဲဆိုဘယ်လိုပဲဖြစ်လာဒီဝေဒနာဖြစ်ပြီးဆိုလို့ရှိရင်လေ့ကျင့်မှုကိုအဓိကတော့နော်ဟုတ်တယ်လေ့ကျင့်မှုအဓိကတော့လေ့ကျင့်မှုမပါဘဲနဲ့ဘယ်စိတ်တော့